ဒီနေ့မှာခမရလှုပ်တဲ့နဲ့လှုပ်ဖို့လဲလိုအပ်တဲ့အရေးအကြီးဆုံးအရာလေးတချို့ရှိတယ်။ဘာတွေလဲဆိုရင်တော့ခမရရဲ့ပင်မနေတဲ့စိတ်နဲ့နွမ်းနေနေတဲ့ခန္ဓာကိုအနာပေးဖို့အတိအမှတ်ပြုဖို့တနာကျင်နာဖို့ကိုတံပိုးထားဖို့ချစ်ဖို့နဲ့နားလေခွင့်လွှတ်ပေးဖို့ပါခင်ဗျာအတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားနေကြတာကိုကျွန်တော်သိပါတယ်ခင်ဗျာဒီနေ့အထိအရှုံးမပေးခဲ့တာကိုပဲခင်ဗျာအတွက်ခင်ဗျာကိုကျွန်တော်ကျေးဇူးတင်တယ်ဂုဏ်လေးယူရယ်ကိုကြိုးစားမှုကိုတိုင်းသိမြင်ပြီးချီးကျူးဝမ်းမြောက်တတ်ပါစေအဲ့ဒါလွယ်လို့အခြားခင်ဗျာအတွက်ဘယ်အရာကမှအရေးမကြီးပါဘူးနော်